ပါရှင်ကျမတို့ဒီချက်ရနာပါကျမကဒီနေ့ parenting နဲ့ပတ်သက်တဲ့ knowledge လေးကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ကျမကိုကျမရဲ့client တွေပေါ့နော်မိမိကပြောကြတယ်ဒီချက်ကျမရဲ့သမီးကဘာမှလည်းမလုပ်တော့ဘူးတယောက်တည်းလုံးဝမှလည်းကြောက်တယ်ဘာဆုံးတဲ့ချက်မှလည်းမချနိုင်ဘူးကျမသူ့ကိုအားကိုမရဘူးတစ်ချက်ဘယ်လိုလုပ်အောင်မှမသိဘူးအရွယ်သားရောက်လာတာသူအခုတည်းကလေးလိုပဲစသဖြင့်ပေါ့နော်ကျမရဲ့ client တွေကကျမကိုပြောကြပါတယ်အဲ့ခါမှာကျမကသူတို့ကိုပြန်ပြီးတော့မေးခွန်းလေးတစ်ခုပြန်ပြီးတော့မေးပါတယ်ပေါ့နော်ဆိုတော့ဥပမာအဖြစ်မေပေါ့နော်ဒီရွယ်ရောက်တဲ့အထိကလေးကိုကိုယ်တိုင်ဘာဆုံးတဲ့ချက်တွေချခိုင်းပြီးသွားပြီလဲသူတို့ရဲ့ပင်ကိုအရေးသွေးတွေနဲ့ထုတ်ပေါ်ဖို့ပေါ့နော်သူတို့တွေအားဆိုင်လုပ်တဲ့အချိန်မှာအခွင့်အရေးတွေဘယ်နှချိန်ပေးပြီးသွားပြီလဲကျွန်မမေးခွန်းလေးပြန်ပြီးတော့မေးပါတယ်ဆိုတဲ့အခါမှာကျွန်မရဲ့ client ဒီပေါ့နော်ကျွန်မရဲ့ client ဒီမေရနေပြီးတော့မှသူတို့အဝဲဖြစ်သွားကြတယ်ပေါ့နော်ဟုတ်တယ်သူတို့ပေါ့နော်ဒီသူတို့ရဲ့ဒီတတမမီလေးတွေကိုငယ်ငယ်လေးကလေးကနေပြီးတော့သူတို့ကကလေးအမားလုံးမှာအမားလုံးမှုသွားမှာအရင်ကြောက်တယ်ပေါ့နော်ကလေးတစ်ခုခုဖြစ်သွားမှာအရင်ကြောက်တဲ့အတွက်ကြောင့်မို့လို့ကလေးပေါ်မှာလိုရာထက်တောင်ပို့ပြီးတော့မှဂရုစိုက်လုံးခဲ့တာမျိုးတွေရှိတယ်အသေးစိတ်ကအစပေါ့လိုက်ပြီးတော့စီမံခန့်ခွဲပေးနေတယ်ပေါ့နော် micro managing တွေလုပ်ပေးတယ်ဥပမာဖြစ်ဆိုလို့ရှိရင်ဒီအဝတ်စားပဲဝတ်ရမယ်ဒီဟာပဲစားရမယ်ဟိုဟာမစားရဘူးပေါ့နော်အပြင်စားတွေမစားရအောင်ဆိုတဲ့ဖြင့်အသေးစိတ်တွေကအစလိုက်ပြီးတော့ကျမတို့တွေလိုက်ပြီးတော့တားမြစ်တယ်control လုပ်ဖို့ရှိုးစားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကလေးပေါ်မှာမိဘရဲ့လွှမ်းမိုးမှုတွေ100%လောက်အထိဖြစ်နေတယ်အဲ့တော့ပညာရေးမှာဆိုလို့ရှိရင်လည်းကလေးကိုပေါ့နော်ဖြစ်စီခြင်းစိတ်တွေများတဲ့အတွက်ကြောင့်မလို့top ရမယ်ပေါ့နော် grade ကောင်းရမယ်ဆက်သဖြင့်နဲ့ပေါ့နော်ကလေးကိုကျမတို့ကမတိမတာဖြစ်စေတိတိတတာဖြစ်စေဖိအားပေးရမျိုးတွေဖြစ်တယ်ကလေးရရှိတဲ့ result ပေါ်မှာလက်ခံတယ်ဆိုတာထက်ဒီဟာတော့ရမှဖြစ်မယ်ဒါကတော့မဖြစ်လို့မဖြစ်ဘူးဆိုတော့ဖိအားတွေကိုကျမတို့ကတိတိတတာပေးမိတာမျိုးရောမတိတတာပေးလိုက်မိတာမျိုးတွေရောဖြစ်နေတာမျိုးတွေရှိပါတယ်နောက်တစ်ခုကကျမခုနကပြောသလိုပေါ့နော်ကလေးဘာလုပ်ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာမျိုးကျမတို့မေးလိုက်မိတာရှိပါတယ်ဆိုတော့ကျမခုနကပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့မိဘတွေဆိုတော့များသောအားဖြင့်ကကြတော့ကလေးကို over protect လုပ်တယ် over defense လုပ်တယ်ကလေးအမှားလို့မပြောမှစိုးရိမ်တယ် micro managing ပေါ့နော်အသေးစိတ်ကအစလိုက်ပြီးတော့ကျွန်တော်တို့ဒါစီမံပေးတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမိဘတွေကပေါ့နော်ကလေးကိုဒါငါတို့က suicide တယ်မှားပါဆိုငါတို့ကလမ်းချောင်းလုပ်ပေးရဆိုပြီးတော့ပဲထင်ကြတာပေါ့နော်ဒါပေမဲ့အဲ့ဒါမဟုတ်ပါဘူးအဲ့ဒါကိုကျွန်တော်တို့က parenting အဖြစ်ဆိုလို့ရှိရင် helicopter parenting လို့ခေါ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာများသောအားဖြင့်အဲ့ဒီ helicopter parenting ကိုပဲကျွန်တော်တို့ကကျင့်သုံးနေတာများပါတယ်အဲ့လိုမျိုးကြောင့်မို့လို့ပဲကျွန်တော်တို့စီကဒီကလေးလေးတွေကပေါ့နော်ဘာဖြစ်လာလဲဆိုလို့ရှိရင်ခုနပြောသလိုပဲကျွန်မရဲ့ client မိပြောသလိုတွေဖြစ်လာတာပေါ့နော်ဥပမာအဖြစ်ဆုံးမချက်တွေကိုပဲမချတတ်တော့ဘူးတခုခုဆိုလို့ရှိရင်မိဘခွင့်ပြုချက်ရမှလုပ်ရမယ်ဆိုတဲ့ဟာမျိုးဖြစ်လာပြီးတဲ့အခါကျတော့အမြဲတမ်းဘာဖြစ်နေလဲဆိုတော့ကြောက်စိတ်ကအမြဲတမ်းရှိနေတယ်နောက်တစ်ခုကအလွယ်တကူပေါ့နော်ဒီအရှုံးပေးတတ်တယ်ဆိုတဲ့ဟာမျိုးတွေကိုကျွန်တော်တို့မြင်လာရပါတယ်ဒါကြောင့်မလို့ helicopter parenting ကြောင့်မလို့ကျမတို့ရဲ့ကလေးတွေကဆိုလို့ရှိရင် anxiety တွေဖြစ်လွယ်တယ် depression တွေဝင်လွယ်တယ်သုံးချက်မချနိုင်တဲ့မျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ဒီ helicopter parenting ဟာဆိုလို့ရှိရင် positive parenting တော့ဟုတ်နေပါဘူးဒါပေမဲ့ကျမတို့မြန်မာနိုင်ငံကမိဘတော်တော်များများကတော့ဒီ helicopter parenting နဲ့ကျင့်သားရနေကြပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ helicopter parenting ပုံစံကြောင့်ကလေးမှာစိတ်ဓာတ်ရနေပြီဒီချိန်ဘာလို့မှလည်းမသိဘူးဆိုလို့ရှိရင်တော့ကျမနဲ့ဆွေးနွေးတိုင်ပင်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ coach and Trisha page မှာဆက်သွယ်မြင်မြန်ဆောင်နိုင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်